ဇံမြို့ဒုခိတာကမ္မထံကျောင်းတိုက်ဝါတွင်းကာလတရားစခန်းရှိကျိန်မြောက်တရားစခန်းပွဲဆွမ်းအလှရှင်ဒုတိယပုံမူကြီးမိုးဟန်တော်မေစင်ဦးတာခန့်ညာလင်းသမီးညနိုဦးမိသားစုဆက်မှုလက်မှုတနမ်ဆန်လေတစခန်းဌာနချုပ်မိသားစုမှာလူတန်းတာဖြစ်ပါတယ်ဝေယဝိဆအလှရှင်များကလွယ်ခုနာမိုးရွာသူရွာသားများဖြစ်ပါတယ်ဒီကနေ့လူတန်းကုန်ကြငွေ14သိန်း4တောင်းကုန်ကြပါတယ်ဒီတော့ဒီကနေ့ဖရာမှုပြုတဲ့တန်ဃာတော်များယောဂီများအပိယတများအားဆောင်းခဲဝိုက်ဘောဇင်ဆက်ကလှူဒန်းခြင်းဆိုတဲ့အလှူဒါနတရဏဂုံ3ပါးနှင့်တကွ5ပါးသီလဆောက်ယူခြင်းဆောက်တည်ခြင်းဆိုတဲ့သီလပရိတ်တရားနာယူခြင်းဆိုတဲ့ဘာဝနာနောက်ပြီးတော့ဝေယဝိဆဆောင်ရွက်ရခြင်းဆိုတဲ့ဝေယဝိဆကုသိုလ်တွေပေါ့ဒီကနေ့ကုသိုလ်တွေအများကြီးပဲရပါတယ်ဒီတော့ဒါနမပါတန်တရားမျက်နှာငယ်ရမည်သီလမပါတန်တရားယောဂါကြွယ်ကြမည်ဘာဝနာမပါတန်တရားရှေးကြနေရမည်ဒါနသီလဘာဝနာ3ဖြာစုံရမည်ထို့သို့စုံပါတန်တရားမကြမပန်းမည်ဒါနံသီလံဘာဝနာနိဗ္ဗာန်ညွတ်ရမည်လို့ရှားတော်ကြီးများဒါတော့စတ်ဆူထားတဲ့ဒီလင်္ကာအတိုင်းပေါ့ဒါနမပါတဲ့ပုဂ္ဂိုလ်တန်တရားခီးသွားတဲ့အခါမှာမျက်နှာငယ်ရမည်ဒါမျက်နှာငယ်တဲ့ပုဂ္ဂိုလ်မပြည့်မစုံတဲ့ဘဝကိုကျင့်လည်ရတဲ့ပုဂ္ဂိုလ်များတကယ်တော့ဒါနကုသိုလ်ရဲ့အကူအညီအထောက်အပံ့မရကြလို့မကြီးပွားကြမချမ်းသာကြမကောင်းစားကြမျက်နှာငယ်ရနော်တတောင်းစားတွေပါလေဆိုရင်တွေ့ဘူးလေဒါကတော့ဒီရိုးရိုးဓမ္မတာမျက်လုံးနဲ့ကြည့်ရင်တော့တတောင်းစားလို့ပဲမြင်ရတယ်တောင်းစားနေတဲ့ပုဂ္ဂိုလ်တွေကိုလေမြတ်စွာဘုရားမျက်လုံးနဲ့ဉာဏ်မျက်လုံးနဲ့တက်ပြီးတော့ကြည့်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတတောင်းစားလို့မခေါ်ဘူးတဲ့နော်ကိုတန်တရားခီးသွားတဲ့ပုဂ္ဂိုလ်လို့မသိတဲ့အတွက်စရိတ်မေ့နေတယ်တဲ့ဗာမေ့စရိတ်မေ့တာနော်ခီးသွားတဲ့အခါစရိတ်ဟာအရေးမကြီးဘူးလားအရေးကြီးတယ်နော်အေးစရိတ်ဟာအရေးကြီးတယ်တို့တွေဟာတန်တရားခီးသွားတဲ့ပုဂ္ဂိုလ်တွေပဲခီးသွားတဲ့ပုဂ္ဂိုလ်ရဲ့အဓိကလိုအပ်ချက်ကစရိတ်ပဲစရိတ်မပါရင်တောင်းစားမှာပဲလေနော်အေးဒါကြောင့်မြတ်စွာဘုရားရှင်ပြောတယ်ဒါနံပါထေယမုဒ္ဓမံတဲ့ဒါနံဒါနတရားသည်ဥဒ္ဓမံအလွန်မြတ်သောပါထေယံရိက္ခာထုတ်ပဲဘုရားပြောဒါနဟာတန်တရားခီးသွားတဲ့ပုဂ္ဂိုလ်အတွက်အကောင်းဆုံးအမြတ်ဆုံးရိက္ခာထုတ်ဖြစ်တယ်တဲ့ဗျာနော်တက္ကမကြီးတော်မေစင်ဦးမိသားစုဒီကနေ့ဟာဒါရိက္ခာထုတ်နော်စုဆောင်ထားတာပြင်ဆင်ထားတာပေါ့ခီးသွားတဲ့ပုဂ္ဂိုလ်ဆိုတာခီးမထွက်ခင်ကတည်းကကြိုတင်ပြီးတော့ပြင်ဆင်ရတယ်နော်ဒီကနေ့ပြင်ဆင်ရတာပဲဒါရိက္ခာထုတ်တယ်လို့ခေါ်တယ်နော်မိမိရှာဖွေစုဆောင်လို့ရရှိထားတဲ့ပစ္စည်းဥစ္စာတွေသုံးဆောင်ခံစားဖို့အတွက်လည်းထားတယ်နော်နောင်တမလွန်ဘဝပါသွားအောင်အခုလိုဒါနကုသိုလ်တွေအနေနဲ့လည်းပြောင်းယူရတယ်ဒီကနေ့14သိန်းနဲ့4တောင်းကုသိုလ်အဖြစ်ပြောင်းယူတာလေအဲ့လိုကုသိုလ်ဖြစ်သွားပြီဆိုရင်တော့တည်တဲ့အခါကျရင်ကိုယ်နောက်ပါတယ်အဲ့ဒီကုသိုလ်ကအကယ်၍ကုသိုလ်အနေနဲ့ပြောင်းမယူဘူးဖလဲမထားဘူးဒီနေ့ဆိုရင်14သိန်း4တောင်းကိုဒီတိုင်းပဲထားမယ်ဆိုရင်လေကိုတည်တဲ့အခါကျရင်ကိုယ်နောက်ပါပါမလားမပါဘူးတဲ့ပြောနော်အဲ့ဒါလည်းသဘောပေါက်ထားဖို့လိုတယ်ဒါကြောင့်
ဒီကနေ့ဟာဒါတော့ရိက္ခာထုတ်စုဆောင်ထားတယ်ပြင်ဆင်ထားတယ်လို့ဘုရားရှင်အနေနဲ့မြင်တယ်တဲ့ဒါကြောင့်တန်တရားခရီးသွားတဲ့ပုဂ္ဂိုလ်များဟာမျက်နှာမငယ်ရအောင်ဒါနဆိုတဲ့ရိက္ခာထုတ်ကြိုတင်ပြင်ဆင်ထုတ်ထားရတယ်တဲ့ဒါနဆိုတဲ့ရိက္ခာထုတ်ပါတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမျက်နှာမငယ်ဘူးရောက်တဲ့နေရာမှာတင်းတင်းတဲတဲထဲထဲဝါဝါနဲ့နေရတယ်အထက်တန်းကြကြမျက်နှာပန်းလှလှနဲ့တန်တရားခရီးမှာကျင်လည်ပြီးတော့မဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဝိတာခါကြောင့်အမတို့လိုအနာထပိန်တထေးတို့လိုဇောတိကစတိလအစရှိတဲ့ဘုရားရှင်လက်ထက်တုန်းကတထေးတွေလိုပေါ့နော်အထက်တန်းကြကြကျင်လည်ပြီးတော့တထေးဘဝကနေပြီးတော့နော်တချို့တွေရှင်ဘရင်ဘဝမင်းကြီးမင်းသားဘဝနေပြီးတော့မဲ့ဖို့နိဗ္ဗာန်ဝင်စားတယ်ဒါအကောင်းဆုံးပေါ့နော်ဟုတ်ပြီဒုတိယသီလမပါတန်တရားယောဂကြွယ်ကြမိတဲ့နော်သောတော်တရဏဂုံ၃ပါးနှင့်တကွ၅ပါးသီလကိုအာမပန္တိလို့ခံထားရနော်ဒီမှာဗျာစောင့်ထိန်ပါမယ်ဗျာအဲ့လိုအာမပန္တိခံထားတာနော်အဲ့ဒီသီလမပါတဲ့လူဆိုလို့ရှိရင်တော့တန်တရားခရီးမှာလေအနာယောဂတွေတအားများတယ်နော်ကျမ်းမရေးမကောင်းချို့တဲ့ကျမ်းမရေးချို့တဲ့ပုဂ္ဂိုလ်ဆိုရင်ဘာမှလုပ်လို့မရအောင်နော်ကုသိုလ်လည်းမရှာနိုင်ဘူးကျမ်းမရေးမကောင်းတဲ့လူဆိုရင်ကုသိုလ်ရှာနိုင်ပါမလားကုသိုလ်လည်းမရှာနိုင်ဘူးဥစ္စာလည်းမရှာနိုင်ဘူးပညာလည်းမရှာနိုင်ဘူးကုသိုလ်ပညာဥစ္စာဆိုတဲ့ဥစ္စာလုံးဝဆုံးရှုံးနေတယ်ကျမ်းမရေးမကောင်းဘူးဆိုရင်ရှိတဲ့ဥစ္စာတွေကနော်ကုံယုံပဲကြံတော့တာပေါ့ဘာမှမတတ်နိုင်ဘူးနော်အဲ့လိုမျိုးဒါကြောင့်တန်တရားခီးသွားတဲ့ပုဂ္ဂိုလ်တို့ကိုတိထားရင်တန်တရားခီးတစ်လျှောက်လုံးကြမ်းကြမ်းမာနဲ့တန်တရားခီးကိုဆက်နိုင်ဖို့ရန်အတွက်ဘာလို့အပ်တော့သီလကုသိုလ်တဲ့နော်သောတော်ကတရဏဂုံ၃ပါးနဲ့တကွ၅ပါးသီလကိုအာမပန္တိလို့ခံယူထားတယ်ခံယူထားတဲ့အတိုင်းလိုက်နာပါကျင့်သုံးပါနော်စောင့်ထိန်ပါပေါ့အဲ့လိုသီလကုသိုလ်ရဲ့အကူအညီအထောက်ပံ့ရတဲ့ပုဂ္ဂိုလ်ဟာလေဖြစ်လျာဘဝတိုင်းမှာကျမ်းမာရေးအလွန်ကောင်းတယ်ကျမ်းမာရေးကောင်းတယ်ရုပ်ရည်အစဉ်လှပတင့်တယ်တဲ့ခန္ဓာကိုယ်အနေအထားအချိုးအစားပြည့်ချောမောလှပတယ်လူဘဝဖြစ်ဖြစ်နတ်ဘဝဖြစ်ဖြစ်နောက်ပဲဆုံးခွေးတရိစ္ဆာန်အဲ့လိုတတ္တဝါလေးသွားဖြစ်တာတော့မှချစ်စရာကောင်းတဲ့ဥပတိတံပတ္တိနဲ့ပြည့်စုံတယ်လူတိုင်းကပွေ့ချင်ချီချင်ကြတယ်ကြွေးချင်မွေးချင်ကြတယ်အဲ့လိုမျိုးတွေရှိရနော်ကြည့်ပါလားတချို့ခွေးလေးတွေဆိုရင်ဥပတိလေးလှတော့လေဈေးပေါ့ဈေးတော်များများပေးပြီးတော့ဝယ်ပြီးတော့အိမ်မှာမွေးထားတာဗျာနော်တထေးတွေမွေးကြွေးထားကြည့်ပါလားနော်ဒါနကုသိုလ်လည်းရှိတော့တထေးအိမ်မှာချမ်းချမ်းသာသာနေရတယ်ဥပတိတံပတ္တိနဲ့ပြည့်စုံတယ်သီလပြည့်စုံတော့ဥပတိတံပတ္တိပြည့်စုံတော့လူချစ်လူခင်ပေါ်တယ်အဲ့လိုမျိုးတွေအဲ့အကျိုးတွေဒါသီလကုသိုလ်ရဲ့အကျိုးကျမ်းမာရေးလည်းကောင်းတယ်အကယ်ကျမ်းမာရေးမကောင်းဆိုရင်ဥပတိကလည်းမကောင်းတော့မလှဘူးဟုတ်တယ်မလားနော်အဲ့လိုမျိုးဖြစ်သွားမှာဒါကြောင့်သီလလည်းအရေးမကြီးဘူးလားအရေးကြီးတယ်သီလမပါတန်တရားယောဂကြွယ်ကြမိတဲ့ဒါကိုပြောင်းပြန်ယူရင်လေသီလပါတဲ့ပုဂ္ဂိုလ်ဟာယောဂကင်းတယ်နော်ယောဂကင်းပြီးတော့ကိုယ်ကျမ်းမာမှုစိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံပြီးဥပရိတံပတ္တိပြည့်စုံတယ်တဲ့နော်နောက်ပြီးတော့ဘာဝနာမပါတန်တရားရှေကြနေရမည်ဆိုပြီးတော့လာတယ်ဗျာတန်တရားနော်ဘာဝနာမပါတဲ့ပုဂ္ဂိုလ်ဟာတန်တရားမှာအိုလိုက်နာလိုက်တည်လိုက်ဒီလိုနဲ့ပဲတန်တရားလောကထဲမှာစုံစုံဆန်ဆန်နဲ့မျောပြီးတော့ကြာမှာပေါ့ဖျားပင်နဲ့ဆူပွင့်ပွင့်မကျွဘူးနော်တရားထူတရားမြတ်မရဘူးအဲ့လိုမျိုးဖြစ်တတ်တယ်တဲ့တန်တရားတင့်ငုတ်ဆိုတာအဲ့လိုမျိုးဖြစ်သွားဘာဖြစ်လို့လဲဆိုတော့ဖျားဘယ်တော့ပဲဟောနော်တစ္ဆာ၄ပါးဘယ်တော့ပဲပြောပြဘယ်တော့ပဲဟောနားမလဲဘူးဘာဖြစ်လို့လဲဆိုတော့ဘာဝနာမပါလို့နော်အခုယောဂီတွေတရားအားထုတ်နော်
ဘာဝနာတွေပါဘာဝနာပါတဲ့ပုဂ္ဂိုလ်ဟာဉာဏ်ပညာကိုထက်မြက်တာဝိတာခါကြောင်းအမဆိုရင်လေခုနှစ်နှစ်သမီးအရွယ်လေးပဲရှိသေးသူ့ရဲ့အဖိုးဖွားတွေကဖယားနဲ့ရဟန်းတန်ဃာတွေကိုအိမ်မှာပင့်ပြီးတော့ဆွန့်ကတ်တော့တယ်ဆွန့်ကတ်ပြီးတာနဲ့အနုမောဒနာတရားဟောတယ်ဝိတာခါကြောင်းအမခုနှစ်နှစ်အရွယ်ကလေးပဲထိုင်တရားနာရင်လည်းသောတာပန်တည်တာဘလောက်တော့နော်တချို့ပုဂ္ဂိုလ်များဆိုရင်ဘုရားဟောတဲ့တရားကိုထိုင်နိုင်နဲ့သောတာပန်တဂရကံအနာကံယဟန္တာတွေဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒါဘာဝနာပါတဲ့လူမှဘာဝနာမပါတဲ့လူကြတော့တသက်လုံးတရားနာပြီးမဲ့လေတရားထူးမရဘူးတဲ့ဘုရားရှင်လက်ထက်တုန်းကတာဝတိမြို့မှာကောသလရှင်ဘုရင်ဆိုတာရှိတယ်ကောသလမင်းကြီးရှိတယ်အဲ့ဒီကောသလမင်းကြီးဟာလေသူ့နန်းတော်ထဲမှာဖယားရောတန်ဃာတွေရောအမြဲတမ်းပင့်ပြီးတော့ဆွန့်ကတ်တယ်နေ့တိုင်းဆွန့်ကတ်ဆွန့်တရားနေ့တိုင်းဟောတရားနေ့တိုင်းတရားနာဒါပေမဲ့တရားမရတော့ရှာဘူးတဲ့ကြိုက်ပါဆောင်တီးပေါ်ကနေပြီးသွားရှာတယ်ဘာဖြစ်လို့လဲဆိုတော့အတိတ်ဘဝကဘာဝနာဆိုတဲ့ကုသိုလ်မပါခဲ့လို့တဲ့ကဲဘယ်လောက်မျက်နှာငယ်တော့နော်သူများတရားနာရင်နဲ့သောတာပန်တဂရကံအနာကံယဟန္တာတွေရကြတော့ဖြစ်ကြလို့နော်သူကြတော့ဘာမှမဖြစ်ဘူးဆိုတော့ကဲစဉ်းစားကြည့်တယ်သူများစာမေးပွဲအောင်ကိုမအောင်တလို့ပေါ့နော်မျက်နှာငယ်ငယ်လေးနဲ့မဖြစ်ဘူးလားအဲ့လိုမျိုးဖြစ်ချင်းလားအေးမဖြစ်ချင်ဘူးဆိုရင်ဘာဝနာနော်နောက်နေ့ကျရင်ဒီမှာတရားစခန်းနေုံလားဆိုလို့ရှိရင်ဘုန်းကြီးတို့စီရင်ယောဂီစီရင်စလက်ခံပြီလေစီရင်လာပေးပေါ့နော်10ရက်လောက်လာပြီးတော့ကောင်းမှုကုသိုလ်တွေနော်ဘာဝနာကုသိုလ်တွေရှိဖို့အင်မတန်ကောင်းတဲ့နေရာပဲဆိုတော့ဝင်ကြည့်ရနော်ကျောင်းထဲမှာတရားထဲအေးအေးချမ်းချမ်းနေရတာစိတ်စိတ်ငြိမ်ငြိမ်လေးနဲ့မနဲ့4 နာရီအေးအားထတောင်းလျှောက်တရားရှုတရားမှခန္ဓာကိုယ်ပဲအဖို့ရှိတယ်နော်ခန္ဓာကိုယ်နဲ့ပဲအဖို့လုပ်တာနေ့တိုင်းဒီခန္ဓာကိုယ်ပဲစောင့်ကြည့်အကဲခတ်နေတာနော်ဘယ်လိုရှိတယ်ဆိုတာသိတာပေါ့ကြည့်တော့သူမြင်ဤတယ်နော်တတိမမူကိုမမြင်တတိမူတော့မြူတော့မြင်တယ်ဆိုတော့တတိနဲ့အမြဲတမ်းတတိထားနေရတော့လေတတိနဲ့စောင့်ကြည့်အမြဲတမ်းကိုယ်ခန္ဓာကိုယ်ဘဝကိုယ်ကိုလေ့လာနေရနောက်ပိုင်းကျတော့ခန္ဓာရဲ့အပြစ်တွေမြင်လာတယ်နော်ဒီခန္ဓာကိုယ်ဟာဘလောက်ပဲသူ့ကိုချစ်ဘလောက်ပဲသူ့အလိုလိုက်သူကကိုယ်အလိုကိုယ်အကြိုက်လုံးဝမလိုက်ဘူးကိုယ်လုံးဝမငဲ့ဘူးဆိုတာတရားလာအားထုတ်တဲ့အခါကျမှကောင်းကောင်းသိနော်တပိန်လှိမ့်အချစ်ဆိုတာကြားဖို့ရနော်တပိန်လှိမ့်အချစ်တဲ့နော်တပိန်လှိမ့်အချစ်ဆိုတာဒီယောဂီတရားလာအားထုတ်တဲ့အခါကျမှဒီခန္ဓာကိုယ်ကြီးကိုကိုကနော်အမြဲတမ်းချစ်နေပြည့်စုံယူရနေလဲရတာဒါပေမဲ့ကိုယ်ကောင်းကျိုးဘာမှမပြေတော့တောက်ဆောက်နှိမ့်ဆက်တယ်ကြာလန်းစင်ကြံရှောင်းလဲညောင်းတယ်နော်ခြေတော့တွေညောင်းလာတယ်ခါတွေညောင်းလာတယ်ပင်ပန်းနဲ့ဆင်းရဲတယ်ကြာထိုင်ပြန်တော့လဲဒီလိုပဲညောင်းညာနာကျင်တယ်ပင်ပန်းနဲ့ဆင်းရဲတယ်ကြာမတ်တရလဲဒီတိုင်းပဲကြာအိတ်လဲဒီတိုင်းပဲတတိထိုင်းလေခဏဟိုဘက်လှဲ့ဒီဘက်လှဲ့နဲ့အမြဲတမ်းပြုပြင်ပေးနေရတာခန္ဓာကိုယ်ရဲ့အရှိသဘောကပြက်အစဉ်ပြင်ခဏအဲ့စကားကြားဘူးလားပြက်တာအစဉ်ပြင်ခဏပဲရတယ်ဒီခန္ဓာကိုယ်ကိုပြောတာဒီခန္ဓာကိုယ်ကတောက်လျှောက်ပြက်နေတာပြင်ခဏပဲရသူဒီတိုင်းထိုင်လို့နည်းနည်းခြေထောက်တွေညောင်းလာလို့ဆိုရင်ပြင်လိုက်ရင်ခဏပဲရတနေ့ကုန်မခံဘူးလေနောက်ထပ်5မိနစ်10မိနစ်ဆိုရင်ပြန်ပြီးတော့မညောင်းလားပြန်ပြီးတော့ဖြစ်လာတယ်ဟောမနေ့တုန်းကစားပြီးတောက်ပြီးဆိုရင်ဆာလောင်မှုတိတ်တဲ့ဆင်းရဲဟာပျောက်တော့သွားတာပေါ့ဒါမှမွန်းတဲ့တဲ့ခါကျရင်ပြန်ပြီးတော့ဆာလောင်လာတဲ့တခါစားဖို့တောက်ဖို့ပြင်ရဆင်ရလို့ရပြန်တယ်နော်အေးနေ့လေနေခင်းအကုန်ချက်ပြုတ်ပြီးတော့စားတောက်ပြီးသွားဆာလောင်မှုတိတ်မှုခဏတော့ပြေပြောက်သွားတယ်ဒါပေမဲ့ညရောက်တဲ့အခါကျရင်ထပ်ပြီးတော့စားပြန်တယ်နော်အမြဲတမ်းအဲ့လိုနှိပ်စက်တယ်ဒုက္ခပေးတယ်အဲ့ဒါပြောတာတပိန်လှိမ့်အချစ်ဆိုတာအဲ့ဟာနော်ကိုကတာသူ့တစ်ဖက်သက်အနေနဲ့ချစ်နေတာသူကကိုယ်မချစ်ဘူးမငဲ့ဘူးအာမနာဘူးအဲ့လိုမျိုးရှိတယ်တရားအားထုတ်တဲ့ယောဂီဆိုရင်တော့ကောင်းကောင်းသိသဘောပေါက်လာသဘောကျလာတယ်နော်ခန္ဓာဒုက္ခဆိုတာနော်ဒုက္ခသစ္စာဆိုတာအဲ့ဟာမြင်ရတယ်ဒုက္ခသစ္စာဆိုတာလက်ဆက်တတ်တော့ကိုယ်နာမယ်ဟုတ်လားနော်အဲ့လိုမျိုးဖြစ်တယ်
เลยเตียดาอาโทเสียงติดูอติญาณမျိုးတွေမရဘူးလားဒါကြောင့်ဘာဝနာပါတဲ့ပုဂ္ဂိုလ်များဟာဉာဏ်ထက်မြက်တယ်ဒီဘာဝနာဆိုတဲ့ကုသိုလ်ပါသွားတဲ့ပုဂ္ဂိုလ်ဟာဒီကောရမဘုရားလက်ထက်မှာမကျွတ်မလွတ်ပေမဲ့အရိမတ္တရာဘုရားရှင်ပွင့်လာတဲ့အခါကျရင်တရားကိုတပုတ်တကထာနာကြားရုံနဲ့တရားထူးတရားမြတ်ရတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုမျိုးစိတ်ပါသွားပြီလေ။ဘာဝနာပါတော့ဉာဏ်ပညာရှိတယ်လေ။ချက်စွနှစ်ခွက်အမိတောက်တယ်လေ။အဲ့လိုမျိုးပုဂ္ဂိုလ်မျိုးလေထုံထုံထိုင်းထိုင်းဒုံဝေးတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလေ။အဲ့တိုင်းဆိုရင်တော့နော်တရားမြန်မြန်ရတယ်။တရားရပြီဆိုရင်အကျွတ်တရားရရင်မကောင်းဘူးလား။ဒီခန္ဓာဘဝကြီးဆုံးသွားတာပေါ့ဗျာနော်ချုပ်သွားငြိမ်းသွားပြန်ပြီးတော့မရတော့ဒီခန္ဓာကိုမရဘူးဆိုတော့ဘာအတွက်မှဆင်းရဲစရာအကြောင်းမရှိဘူးခန္ဓာကိုပယ်ထားလိုက်လေဘာအတွက်မှပင်ပန်းစရာဆင်းရဲစရာမရှိတော့ဘူးပဲဒီခန္ဓာကိုပေါ်လာတဲ့နဲ့တပြိုင်နက်ဒုက္ခပေါင်း16000တခါတည်းဒီခန္ဓာကိုနဲ့အတူမွေးဖွားလာတယ်ကြောက်စရာအင်မတန်ကောင်းတယ်ဒါပေမဲ့လူတရားတတိမထားတော့ကိုဘဝကိုตายာနဲ့ရောက်တဲ့ဘဝမှာตายာကြတယ်လူကလည်းလူအလျောက်ခွေးကလည်းခွေးအလျောက်ကြွက်တယ်လည်းကြွက်အလျောက်အိမ်သားထဲမှာရှိနေတဲ့လောက်တယ်လည်းလောက်အလျောက်ပျော်နေကြတာရောက်တဲ့ဘဝမှာမပျော်ဘူးလားနော်သွားကြည့်လေပျော်နေရခွေးတွေလည်းပျော်နေကြတာပဲနော်အေးအဲ့လိုမျိုးပဲရောက်တဲ့ဘဝမှာပျော်ပြီးတော့အဲ့လိုမျိုးနေကြမသိတော့လေမသိလို့ပျော်တာလေတကယ်သိသွားတဲ့ဘုရားတာအရိယာသူတော်ကောင်းများလုံးဝမပျော်တော့ဘူးဒီခန္ဓာကိုယ်ကြီးရထားတာဘေးရထားတာနော်အဲ့လိုမျိုးကြီးပဲမြင်တယ်တဲ့နော်ဒါကြောင့်ဒါနလည်းပါရမယ်သီလလည်းပါရမယ်ဘာဝနာလည်းပါရမယ်ဒီသုံးမျိုးပါရင်အဲ့ဒီပုဂ္ဂိုလ်ဟာပထမတန်းစားအထက်တန်းစားဘဝနဲ့တန်တရားခီးမှကျင်လဲပြီးတော့အထက်တန်းစားဘဝကနေပြီးတော့မဲ့ညာဖွညာနိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်တန်တရားမှာကြာကြာမနေရဘူးတဲ့ဒါနသီလဘာဝနာသုံးဖြာဆုံးရမည်ထို့သို့ဆုံးပါတန်တရားမကြာမပန်းမီနော်ဒါနံသီလံဘာဝနာနိဗ္ဗာန်ညွတ်ရမည်ဒါနပြုတိုင်းသီလဆောက်တည်တိုင်းဘာဝနာပွားများတိုင်းနိဗ္ဗာန်ကိုစိတ်ညွတ်ရတယ်တဲ့နိဗ္ဗာနတ္တပစ္စယောဟောတုနော်တပိတော်မတို့ပြုလို့တဲ့ကောင်းမှုကုသိုလ်သည်နိဗ္ဗာန်ရရကြောင်းအထောက်အပံ့ဖြစ်ရပါလို့ဤလို့အမြဲတမ်းဆုတောင်းရတယ်တဲ့အဲ့လိုမျိုးဆုတောင်းလို့ရှိရင်ကိုပြုတဲ့ကောင်းမှုကုသိုလ်ဟာမဖို့နိဗ္ဗာန်ကိုပဲပို့တယ်တဲ့အကယ်လူချမ်းသာနတ်ချမ်းသာကိုပဲအမြဲတမ်းတန်တာပြီးတော့လုပ်နေမယ်ဆိုရင်တော့လူချမ်းသာနတ်ချမ်းသာတော့ရပါတယ်စိစိမ်ဥစ္စာတော့ကြွယ်ပါဒါပေမဲ့ခန္ဓာကိုယ်ရဲ့အရှိသဘောကအိုချိန်တိုင်အိုရမယ်နာချိန်တိုင်နာရမယ်သိချိန်တိုင်သိရမယ်ခန္ဓာရဲ့အရှိသဘောကမကောင်းဘူးလေနော်ဆေးရုံတက်ပြီးတော့တညင်းကြီးတညူညူနဲ့ဖြစ်နေတဲ့တထေးတွေအများကြီးပဲနော်ခွေးဟိုပြီးခဲ့တဲ့2နှစ်3နှစ်လောက်ကယူရီးယားသွားပန်ကောက်သွားတော့လေဖျားထိုင်းဆိုတဲ့ဆေးရုံပေါ့နော်ဒါတော့မှအထက်တန်းစားဆေးရုံပေါ့အလတ်တန်းစားဆေးရုံပဲရှိသေးတယ်။အိုးသွားကြည့်လိုက်တထေးတွေအများကြီးပဲဆေးရုံတက်နော်အဲ့လိုမျိုးပဲခန္ဓာရလာတော့ဘာမှမကောင်းဘူးပေါ့နော်။ဟိုရှင်တန်အိုမှာပဲလေဘာမှမတတ်နိုင်ဘူးတို့ဖះလည်းအိုတာပဲလေအသက်80ဆိုတော့စဉ်းစားကြည့်လေ80နဲ့78နှစ်နဲ့မတူဘူးပေါ့နော်။အိုးပြီးတော့အသားရည်တွေနော်ရှုံသွားဖြစ်တာပဲဘာမှမခံနိုင်ဘူးဒါတော့ထုံးစံပဲလေနော်နော်ကမယံစတနာဇဝေယဝိသဟောခေါနော်မိုင်းนึงလူမိတာနာပါနေป้อมมิตานานาเลจาภวะสัมสราในวันนี้บ่ว่าห้อมปาตานาบ่ไหนการตานาในห้อมห่างเฮียนบ่ไหนเขาในเป็นกว่าข้าวตั้งในสัมสรานาเลกว่านี่เนาะอันละก็เตรียมทวนอันละก็พี่ทรงอันละก็รู้ให้ไหนเนาะเหมือนเปิ้นให้ไหนว่าเป็นเจ้าไหนนาเลค่ะสองใครนาเลใครนาเลเนาะป้อมใครนาเลบ่ไหนเขาเฮ็ดการตานาว่ะเขาจะได้เป็นกุนออกดังข้าวดังสัมสราพอตายจะได้เด็ดสืบยังจังสัตดังหน้าสองจัดป้อมบาตานานาเลจ่าเพราะว่าสัมสราเนี่ยในบ่เอามาปินผลบ่ไหนบ่บาตานาอ่ำไรนาเลไงวะอันเท่ากับข้าวดังสัมสราเนี่ยเขาเหลือจินเงินเหลือใส่อยู่เหนือเงินจินเหนือคำเป็นเช่นไรวะบ่ตานาสวยบ่ไหน
เฮ็ดสังก็โตก่อสังก็จ้าก้าสังก็ยัดดัดสังก็อ่องเฮ็ดสังก็เฮืองเปิงทองไว้เพราะแต่หน้ากุศลใจนะเพราะแต่หน้ากุศลใจเพราะไหนแต่อรู้เฮ็ดแต่นี้ก็เนาะเฮ็ดวันใดกินวันนั้นเฮ็ดจังไหนก็เนาะเปลี่ยนจังไหนก็ไม่ฮะมีศีลานาเลจ้าเนาะมีศีลาข้อตรงจ้าเพราะว่าสัมสราในวันนี้เขาจะได้เป็นคนออกข้าวดังสัมสราเพราะว่าศีลากุศลเขาห่างเฮียนป้ามีเฮ็ดไว้เพราะไหนกว่าเป็นจัดแล้วบันแล้วก็อนายกตั้งใครตั้งเป็นผ่าทางให้ป้ตูมช้ำสาก็เสด็จช้ำสาวะช้ำสาหือหลังเสือตัวเขาในร่มไม่คืนเอาหนาวไว้เพราะไหนจ่องเสด็จช้ำสาเป็นจังไหนเนาะเพราะว่าเขามีสินศีลาเพราะไหนอนายกตั้งใครตั้งเป็นมีวะนี่อยู่ลีวะห่างผางคนเล่าวะนี่ไปอยู่บนดินโคลนอันนี้เป็นศีลาเนาะหรือพอมีศีลาอะไรรู้แบบเป็นใจอะไรนะบอกว่ามีดินโคลนห่างผางคนห่างนี้เป็นคนของคนห่างนี้คนเราคนห่างก่อนที่ที่เราพิจารณาก็ไม่สามารถกลายเป็นมาเป็นเนี่ยมันเป็นหน้าเหมือนที่ทางดีเลยวันนั้นว่าทางดีก็ได้เลยว่าใครขอก็ใครบุญก็ใครเล่นก็ใครเล่นกับมันนะนั่นแสดงว่าอีหลอกแก่แฉะสิ่งใดก็แก่ๆเนี่ยสองสิ่งที่โอ้มามันนะเนาะมันสามารถเป็นมาบุกไปนะมันก็เป็นมาเป็นเนี่ยนะเป็นแต่ทางดีก็เป็นดีอันยากนะอันนี้คือมันใครจะมันสุดหล่อนะสนใจแต่หน้าก็เป็นบ้านสีคนนี้คนบ้านเป็นชาวสามนะสนใจก็มีแต่หน้าก็ในสิ่งสามารถเลยก็มีสีบ้านในบ้านอยู่เดียวเย็นตัวเดียวในทางทางนี้เราเนี่ยนะก็แม่ยานหลงนึกยากเลยนึกข้ามเพราะว่าบ้านที่เราหาคนนั้นเนี่ยก็การทำในห้องบ้านทำแค่เห็นด้วยว่าเนี่ยว่าเป็นใจอะไรแล้วก็หลงนึกดีสองเทปนี้เราต้องเนี่ยผมเคยเรียนในข่าวนะเป็นนักสอนนะมันระหว่างในห้องที่มันเป็นเป็นมาเป็นสนะโอ้แต่เจ้าก็จะต้องมาเห็นเราไม่เห็นเรามานะแต่เจ้าก็จะต้องไปเรียนให้เราเจ้าก็คือพ่อรักเราแล้วบ่มทำมาสมุนเนี่ยเพราะว่ามาทำให้มันก็ความใจเนี่ยมีความใจเนี่ยแต่เนี่ยคือมันแค่จะเขาบอกเอาเนี่ยงานลงมาได้ทั้งบอกนี่พระดูจบอ่านสูงอ่านปากโดยบอกไม่ให้การจบเราเลยบอกว่าในเวลาทุกร้านเนี่ยบอกนี่ของเวลาใครทำเพราะว่าพระเจ้าท่านเอาแล้วเนี่ยงานลึกนะมันเจ็บมันเด็ดดิ่งเด็ดว่าให้เรื่องอะไรเป็นเช่นนี้เราบอกว่ามันเคยเป็นเนี่ยหรือว่าเคยเป็นการทำอันนี้เลยแบบนี้นะเพราะว่าการทำเป็นตัวในก่อนที่จะสามารถเพราะสิ่งที่เป็นตัวในบ้านอยู่เขาก็แค่เด็กทางดูทางแล้วก็เล่าเองเนาะก็ไม่อย่างนี้นะเลี้ยงไผ่จริงจังเลยว่าสามเรื่องในติดตัวก็เนี่ยตัวบนฐานสูงเนี่ยสนใจบนฐานสูงว่าหรือเขาบอกว่าการสังสารในบอกอยู่หนึ่งเรื่องกินหรือข้างเราทำมีความรักบนฐานสูงเนี่ยอย่างนี้ก็ได้เรื่องไผ่ได้เจอเลยว่าการสังสารเราค่ะมีพระเป็นเจ้าไม่เป็นเอกของเราเข้ามาในต่อตารางบุญด้วยเนี่ยก็ในตารางทุกท่านเนี่ยพอในตารางทุกท่านเนี่ยเขามีปัญหาเจ้าพระเป็นเจ้าตัวเนี่ยแก่พวกนี้นะพอในตารางเจ้าของอะไรใช่ไหมพระก็จวดก็ที่บอกเนี่ยนะ
你的同感，归入吧，自我的变化。